အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ Steven ပါဒီနေ့တော့ကျွန်တော်အားလုံးလဲအသုံးဝင်လောက်မယ်ထင်တဲ့အလွယ်ကူဆုံးနဲ့အရှိကန်ကြဆုံးကားစစ်ဆေးနီးဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်ဗျဒါကတော့ကျွန်တော်အမြဲတမ်းအသုံးပြုပြီးတော့စစ်ဆေးနေတဲ့နီလန်းလေးပေါ့ဗျတခြားလူတွေလည်းကျွန်တော်နဲ့နီလန်းတူချင်မှလည်းတူမယ်ဗျဒါကတော့ကျွန်တော်အသုံးပြုတဲ့နီလန်းလေးကိုကျွန်တော်တင်ပေးလိုက်တာဖြစ်ပါတယ်ဗျပထမဆုံးကျွန်တော်တို့ကားတစ်စီးစပြီးတော့စစ်ကြည့်မယ်ဆိုရင်ကျွန်တော်ကတော့ဒီကားရဲ့ပတ်လည်အနေထားကိုစစ်ကြည့်လိုက်တယ်ဗျကားတစ်စီးလုံးက original စေးသားလားပြန်စေးလားပေါ့ပြီးရင်ကားရဲ့ frame တွေပေါ့ကားရဲ့ frame တွေကိုလိုက်ပြီးတော့ပတ်ကြည့်လိုက်တယ်ဗျကားရဲ့ frame တွေကအဆွေးတွေပါနေလားတန်ကြီးတွေပါနေလား frame ကအပေါက်ပြဲတွေရှိလားပေါ့ပြီးရင်ကားရဲ့ကြမ်းခင်းတွေပါတွေပေါ့တစ်စီးလုံးကျွန်တော်တို့ကြည့်လို့ရတဲ့ body မှာကြည့်လို့ရမယ်လွယ်ကူကူကြည့်လို့ရမယ့်ဟာတွေကိုအကုန်လုံးပတ်ပြီးတော့စစ်ဆေးကြည့်လိုက်တယ်ဗျဒါကတော့ကျွန်တော်ပထမဆုံးစပြီးတော့ကားစစ်ဆေးတဲ့အခါမှာသုံးတဲ့နည်းပေါ့ပြီးရင်ကျွန်တော်အားလုံးစစ်ဆေးလို့ပြီးသွားပြီအားလုံးရှင်းတယ်အားလုံးကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကားပေါ်တက်ပြီးတော့ကားကိုဆက်နှိုးကြည့်လိုက်တယ်ဗျဒီကားဆက်နှိုးလို့ရမရဆက်နိုးရမရဆိုကျွန်တော်တို့ကားဆက်တမ်းပြီးတော့နိုးမနိုးပေါ့နော်ပြီးလို့ရှိရင်ဒီကားရဲ့ဘက်ထရီရမရပေါ့ဒီကားဘက်ထရီချက်ချင်းနိုးလို့ရလားဒါမှမဟုတ်ဘက်ထရီထောက်ပြီးမှကားဆက်နိုးလို့ရတာလားဒါကိုလည်းကျွန်တော်ကြည့်ရမယ်ဗျဘာလို့ဆိုတော့အခုခေတ်နဲ့ဆိုလို့ရှိရင်ဘက်ထရီတစ်လုံးရဲ့တန်ဖိုးကလည်းမနည်းဘူးဗျအခုခေတ်မှာဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကားကြီးတွေဆိုရင်ပိုဆိုးတယ်ဗျကားဘက်ထရီကြီးရင်ကြီးတယ်လို့တန်ဖိုးကပိုပြီးတော့များတဲ့အတွက်ကျွန်တော်တို့အဲ့ဒါကိုတေချာဂရုစိုက်ပြီးတော့စစ်ဆေးရမယ်ဗျတကယ်လို့ဘက်ထရီမရဘူးဆိုလို့ရှိရင်ဒီဘက်ထရီဘိုးကဘယ်လောက်ကုန်ကြမလဲပေါ့အဲ့ဒါတွေပဲကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားရမှာဖြစ်တဲ့အတွက်ဒီကားဘက်ထရီကိုလည်းထည့်ပြီးတော့ကျွန်တော်စစ်ဆေးတယ်ဗျကျွန်တော်ကားဘက်ထရီတွေစစ်ဆေးပြီးသွားပြီကားဆက်နိုးလို့ရတယ်ဆိုလို့ရှိရင်ကားကိုဆက်နိုးထားလိုက်တယ်ဆက်နိုးထားပြီးတော့နောက်ထပ်ကျွန်တော်ထပ်ပြီးတော့နောက်တစ်ခုစစ်ဆေးတာကတော့ဒီကားရဲ့ဂီယာတွေပေါ့ဂီယာတွေအားလုံးအလုံးမလုံးကိုကျွန်တော်ဒီမန်နျူရယ်ကားဆိုရင်လည်းမန်နျူရယ်ကားဆိုလို့ရှိရင်လည်းကျွန်တော်ကလပ်နင်းထားပြီးတော့ဂီယာတွေအားလုံးထိုးကြည့်တယ်ဗျဂီယာအကုန်လုံးဝင်မဝင်ဂီယာအားလုံးအလုံးမလုံးပေါ့ဂီယာ၅ချက်ပါတဲ့ကားဆိုရင်လည်းဂီယာ၅ချက်လုံးကိုထိုးပြီးတော့စမ်းကြည့်တယ်၆ချက်ဆိုရင်လည်း၆ချက်လုံးထိုးပြီးတော့စမ်းကြည့်တယ်ဗျဂီယာတွေအားလုံးဝင်မဝင်စစ်ဆေးကြည့်တယ်ဗျဂီယာတွေစစ်ဆေးပြီးသွားရင်ဆိုတော့နောက်ထပ်ကျွန်တော်ထပ်ပြီးတော့စစ်ဆေးတာကတော့ကျွန်တော်ဒီကားရဲ့စီယာတန်ပေါ့စီယာတန်ကိုလှည့်ကြည့်လိုက်တယ်ဗျကားရဲ့စီယာတန်လှည့်ကြည့်တဲ့အခါမှာစီယာတန်ကဟိုလှည့်တဲ့အခါမှာပေါ့ပပလေးနဲ့ပါတာလားဒါမှမဟုတ်စီယာတန်လေးနေတာလားစီယာတန်တွန်းဆုံနဲ့စီယာတန်ကမ်းပြဿနာရှိနေရလားပေါ့အဲ့ဒါတွေကိုကျွန်တော်စစ်ဆေးကြည့်တယ်ဗျစီယာတန်ကိုကျွန်တော်ဘယ်ဘက်ကိုအကုန်ရှိုးပြီးတော့လှည့်လိုက်တယ်ပြီးလို့ရှိရင်တခါညာဘက်ကိုအကုန်ရှိုးပြီးတော့ထပ်လှည့်တယ်အဲ့ဒီမှာကိုဒီစီယာတန်ကဘလို့အလုံးလုံးလဲဆိုတာကိုပြန်ပြီးတော့စစ်ဆေးကြည့်တာပေါ့စီယာတန်တကယ်လို့စီယာတန်ကမ်းပြဿနာတွေပါတယ်ရှိရဆိုရင်လည်းအခုခေတ်နဲ့ဆိုရင်ကျွန်တော်တို့ကုန်ကြစရိတ်ကလည်းမနေဘူးလေဗျာပြီးရင်အချိန်လည်းပေးရမယ်ဆိုတော့ဒီစီယာတန်ကိုမှကျွန်တော်ထည့်ပြီးတော့စစ်ဆေးတယ်ဗျနောက်တစ်ခုစစ်ဆေးတာတော့ကီလိုပေါ့နော်ဒီကားရဲ့ကီလိုကဘယ်လောက်ရှိလဲပေါ့များသောအားဖြင့်တော့ကီလိုကတော့များသောအားဖြင့်ကီလိုကတော့တိတ်ပြီးတော့မလိုအပ်ဘူးဗျတကယ်လို့ကားကောင်းနေဆိုရင်လေကီလိုများတာတို့ဘာတို့ကတိတ်ပြီးတော့မလိုအပ်ဘူးဗျဒါမဲ့တချို့ကားတွေကကီလိုများပြီးတော့အနောက်မှာမီကိုတွေဘာတွေပါနေတာတို့ဘာတို့ဆိုလို့ရှိရင်လည်းဒါပြဿနာရှိနိုင်တယ်လေအဲ့ဒါကြောင့်မို့ကီလိုကြည့်လိုက်တယ်ကီလိုကြည့်ပြီးကျွန်တော်အင်ဂျင်ကိုစိတ်ကြိုက်ကြည့်ပြီးတော့စစ်ဆေးလိုက်တယ်အင်ဂျင်ကောင်းတယ်ကီလိုများနေပြီမဲ့အင်ဂျင်ကောင်းတယ်အငွေ့တွေဘာတွေဘာမှမပါဘူးဆိုရင်တော့ဒါကားကောင်းလို့ပြောလို့ရမှာပေါ့နောက်ထပ်ပြီးတော့စစ်ဆေးတာကတော့ကျွန်တော်မန်ရှိုးမန်ကောက်ပါတဲ့ကားဆိုရင်တော့မန်ရှိုးမန်ကောက်ရမရပေါ့အဲ့ဒါလေးတွေကအစကျွန်တော်စစ်ဆေးတယ်ဗျမန်ရှိုးမန်ကောက်ရလားပြီးရင် power window ဆိုရင်မန်တင်မန်ရှာရလားမရလားဒီကအစကျွန်တော်စစ်ဆေးတယ်ဗျပြီးသွားရင်နောက်ထပ်စစ်ဆေးတာကတော့ကျွန်တော်ဒီကားရဲ့ AC ပေါ့ aircon ကအလုံးမလုံးပေါ့ AC အေးလားမအေးလားအဲ့ဒါတွေလည်းစစ်ဆေးတယ်ဗျတကယ်လို့ AC မအေးတာတို့ဘာလို့ဆိုရင်လည်းဒီကားကဟိုကျွန်တော် get ကုံလို့ပဲမအေးတာလားဒါမှမဟုတ်လို့ရှိရင်လည်း compressor အလုံးမလုံးတော့လို့ပဲမအေးတာလားအဲ့ဒါတွေအစားကျွန်တော်စစ်ဆေးတယ်ဗျတကယ်လို့ကျွန်တော်တို့ကားရဲ့ compressor မကတ်တာတို့ဘာလို့ compressor အလုံးမလုံးလို့ဒီ AC မအေးတာ
ဒီ air con မအေးတာဆိုလို့ရှိရင်ကျွန်တော်တို့ compressor လဲတာတို့ဘာလို့ဆိုလို့ရှိရင်လည်းအခုခေတ်နဲ့ဆိုရင်ကုန်ကျစရိတ်ရှိနိုင်တဲ့အတွက်ဒါလေးတွေလည်းအသေးစိတ်စစ်ဆေးပါတယ်ဗျဒီအချက်လေးတွေကျွန်တော်စစ်ဆေးပြီးသွားဆိုလို့ရှိရင်တော့ကျွန်တော်ကားကိုနည်းနည်းလေးပတ်ပြီးတော့မောင်းဆန်းကြည့်လိုက်တယ်ဗျဘာလို့မောင်းဆန်းကြည့်ရလဲဆိုတော့ကျွန်တော်တို့တချို့ဂီယာတွေကဗျကျွန်တော်တို့ကားရက်ထားပြီးတော့ထိုးရင်တော့အားလုံးဝင်တယ်ဒါပေမဲ့ကျွန်တော်တို့ကားမောင်းနေနေမှာထိုးတဲ့အခါမှာဂီယာနည်းနည်းလေးကြက်တာတို့ဘာတို့ဖြစ်တတ်တယ်ပြီးရင်ဒီကားကလပ်လာအဲ့ဒါဒီတိရဟိုအတွက်ကျွန်တော်တို့ကားကိုနည်းနည်းလေးမောင်းဆန်းကြည့်ရတယ်ဗျမောင်းဆန်းပြီးတော့ဒီဂီယာတွေအားလုံးထိုးဆန်းကြည့်တာပေါ့ဘက်ဂီယာတွေဂီယာ1 2 3 4 5ပေါ့အားလုံးထိုးပြီးတော့ဆန်းကြည့်တယ်ဆန်းကြည့်တော့အားလုံးအဆင်ပြေပြီဆိုကြမှာကျွန်တော်နောက်ဆုံးဒီကားရဲ့ engine ဘိုင်းတို့ဘာတို့စစ်ဆေးတယ်ဗျနောက်တစ်ချက်ကျွန်တော်တို့စစ်ဆေးတဲ့ကားကတကယ်လို့တန်းကားဖြစ်နေတယ်ဆိုခါတည်းပဲတန်းကိုစစ်ဆေးလိုက်တယ်ဗျကားကောင်းထဲမှာရောက်နေတဲ့အချိန်တွင်းမှာပဲဒီကားဆက်နိုးရတဲ့အချိန်တွင်းမှာပဲတန်းမောင်းနှံနေဆွဲပြီးတော့တန်းအလုံးလုံးမလုံးတန်းတက်မတက်ပေါ့အဲ့ဒါတွေပါတစ်ခါတည်းစစ်ဆေးလိုက်တယ်ဗျတန်းမောင်းနှံဆွဲပြီးသွားလို့ရှိရင်ဒီတန်းကတက်တာဘယ်လိုမျိုးတက်လဲပေါ့ကျွန်တော်လီဗာနင်းမှတန်းကတက်တာလားဒါမှမဟုတ်မောင်းနှံဆွဲချလိုက်တာနဲ့ကိုဒီစလိုရှက်နဲ့ဒီမှာတန်းကတက်တာလားပေါ့အဲ့ဒါတွေစစ်ဆေးရတယ်ဗျပြီးလို့ရှိရင်ကျွန်တော်တို့တန်းတက်သွားပြီဆိုလို့ရှိရင်တဝက်လောက်မှတန်းကိုကျွန်တော်တို့အသာလေးပြန်ပြီးတော့တန့်ထားလိုက်မယ်တန့်ထားပြီးအတိုင်းထားကြည့်မယ်ထားပြီးတော့ကျွန်တော်အနောက်က hydraulic ကိုချက်ကြည့်တယ်ဗျတချို့ hydraulic တွေကကျွန်တော်တို့စီမလုံမနဲ့တန်းကိုဒီလိုမျိုးရက်ထားတဲ့အချိန်မှာဒီကျွန်တော်တို့အပတ်ကိုအလုံးမပေးဘဲနဲ့အလဲမှာရက်ထားလိုက်တဲ့အချိန်မှာဒီ hydraulic ကစီမလုံမနဲ့ပြန်ပြီးတော့တဖြည်းဖြည်းနဲ့ပြန်ပြီးနှိပ်ဆင်းလာတဲ့ကားမျိုးတွေလည်းရှိတယ်ဗျအဲ့ဒါလေးတွေကျွန်တော်တို့တေချာစစ်ကြည့်ရတယ်ဗျဒါကတော့ကျွန်တော်တို့တန့်ကားလေးတွေဆိုလို့ရှိရင်တော့ကျွန်တော်အဲ့လိုမျိုးစစ်ဆေးတယ်ဗျကျွန်တော်တို့ဒီတန့်ကားတွေမှာတန့်လန်လိုက်ပြီးဆိုတော့လည်းအနောက်မှာ frame တွေပေါ်လာမယ် frame တွေပေါ်လာမယ် janking တွေပေါ်လာမယ် hydraulic ပြုံတွေပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီမှာလည်းပဲတစ်ခါတည်းပဲ frame တွေလာမလားကားရဲ့ frame လာမလားအဆွေးရှိမရှိအပေါက်ပြက်ရှိမရှိတန်ကြီးရှိမရှိပေါ့အဲ့ဒါတွေပါတစ်ခါတည်းစစ်ဆေးလိုက်တယ်ဗျပြီးရင် hydraulic ဆိုလို့ရှိရင်လည်း hydraulic ပြုံမှာစီအယိုစိမ့်ရှိမရှိပေါ့နော်တန်ရာတန်ရှက်ရှိမရှိအဲ့ဒါတွေပါတစ်ခါစစ်ဆေးလိုက်တယ်ဗျပြီးရင်ကျွန်တော်ဒီအောက်ပေါ့ကားရဲ့ဒီ height တန်းလန်လိုက်ပြီဆိုလို့ရှိရင်ကားရဲ့အောက်ကဂျန်ကင်းပေါ်လာတဲ့အတွက်အဲ့ဒီအောက်ရဲ့ဂျန်ကင်းတွေမှာအဆွေးတွေရှိမရှိတန်ကြီးတွေရှိမရှိအဲ့ဒါတွေပါတစ်ခါတည်းစစ်ဆေးလိုက်တယ်ဗျပြီးလို့ရှိရင်ကျွန်တော်တို့တချို့အောက်ကားဖြစ်တယ်ဆိုလို့ရှိရင်တော့အောက်ကားတွေမှာကတချို့ကဒီကားရဲ့ကြောက်စကားတွေဘာတွေကိုထုတ်လိုက်တယ်ထုတ်ပြီးတော့ရောင်းစားတာတွေရှိတဲ့အတွက်ကျွန်တော်တို့အောက်ကားဆိုလို့ရှိရင်တော့ဒီကားရဲ့ကြောက်စကားပါမပါကိုစစ်ဆေးတာတော့ပို့ပြီးတော့ကောင်းတယ်ဗျ။ဘာလို့ဆိုဒီကြောက်စကားတစ်လုံးကကျွန်တော်တန်ဖိုးကမနည်းဘူးလေ။အဲ့ဒီအတွက်ကျွန်တော်တို့ဒီကြောက်စကားပါမပါကိုစစ်ဆေးတာလည်းပို့ပြီးတော့အဆင်ပြေတယ်ဗျ။ကျွန်တော်ကားရဲ့ engine မိုင်းကိုစစ်ဆေးတဲ့နေရာမှာတော့ကျွန်တော်ကတော့ကားကိုကျွန်တော်ဆက်နှိုးပြီးတော့10မိနစ်လောက်တော့အနည်းဆုံးနှိုးထားလိုက်တယ်ဗျ။နှိုးထားပြီးခံမှာကားရဲ့ engine ကိုစစ်ကြည့်တယ်ဗျ။ဘာလို့လဲဆိုတော့တချို့ကားတွေက engine ပူလာမှ engine ပြဿနာတွေပေါ်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကားကို10မိနစ်လောက်နှိုးပြီးခံမှကျွန်တော်ကဒီ engine ရဲ့ပြဿနာတွေလိုက်ပြီးတော့စစ်ဆေးကြည့်လိုက်တယ်ဗျပထမဆုံးကျွန်တော် engine ကိုစစ်ဆေးတာကတော့ engine ကျွန်တော်ခေါင်းလန်လိုက်ပြီးတော့ engine ပတ်လည်ကြည့်လိုက်တယ်ဗျ engine ပတ်လည်မှာအယိုအစိမ့်ရှိမရှိပေါ့အယိုအစိမ့်ရှိလားစီတွေပါတွေမှုတ်ထားတာတွေရှိလားပြီးရင် engine ရဲ့အောက်ဘက်ရှမ်းတွေမှာအယိုအစိမ့်ရှိလားစီယိုတာတွေပါတွေရှိလားပေါ့အဲ့ဒါတွေကိုကျွန်တော်ဒီချာလေးကြည့်တယ်ဗျပြီးသွားလို့ရှိရင်ကျွန်တော်ဒီကားရဲ့ engine wine ဂိတ်တန်ပေါ့ engine wine ဂိတ်တန်ကိုဆွဲထုတ်တယ်ဆွဲထုတ်ပြီးတော့ engine wine ဂိတ်တန်ကနေအငွေမုံပေါ့အဲ့ဒါတွေကြည့်ရဗျတချို့ကားတွေမှာဆိုရင်ဒီ engine wine ဂိတ်တန်ဆွဲလိုက်တဲ့အခါမှာ engine wine ဂိတ်တန်နဲ့ engine wine အဆက်တွေဆင်ထွက်တဲ့ကားမျိုးလည်းရှိတယ်ဗျအဲ့ဒါတွေကအစားတေချာကြည့်ရတာပေါ့ပြီးရင်ဒီ engine wine ဂိတ်တန်နဲ့အငွေထွက်မထွက်အဲ့ဒါတွေကြည့်ရဗျကျွန်တော်ထပ်ပြီးတော့စစ်ဆေးတာကတော့ဒီengine တွေမှာကျွန်တော်တို့အငွေ့ပြန်ပိုက်ပါတဲ့ engine တွေဆိုရင်အောက်ကနေကျွန်တော်တို့အောက်မှာ engine ရဲ့အောက်ကအငွေ့ပြန်ပိုက်မှာအငွေ့တွေပါမပါအဲ့ဒါတွေကအစားကြည့်တယ်ဗျကျွန်တော်တို့ဒီအငွေ့ပြန်ပိုက်ကနေကျွန်တော်တို့ကားဆက်နိုးထားပြီဆိုရင် engine ပူလာတဲ့အချိန်မှာအငွေ့ပြန်ပိုက်ကနေအငွေ့ထွက်မထွက်ပေါ့ကျွန်တော်တို့အငွေ့ပြန်ပိုက်ကအငွေ့ပြန်ထွက်ဖို့အတွက်လုပ်ပေးထားတာဆိုပေမဲ့ဒီအငွေ့ပြန်ပိုက်ကနေမီခိုးအဖြူရောင်တွေထွက်နေတယ်ဆိုတော့ဒါဒီကားက engine နဲ့ကြာရှင်တယ်လို့ဖြစ်နေတယ်ပေါ့ပြီးရင်ကျွန်တော်တို့ကားလီဗာနင်းဆန်းကြည့်လိုက်ဗျနင်းဆန်းကြည့်ပြီးတော့အနောက်မှာမီခိုးပါမပါပေါ့မီခိုးပါရင်လည်းဒီမီခိုးကဥပမာနော်ဆယ်ကြောင့်ထွက်တဲ့မီခိုးလားဒါမှမဟုတ် engine ကြာရှင်တော့ထွက်တဲ့မီခိုးလားအဲ့ဒါတွေကအစစစ်ဆေးကြည့်တယ်ဗျ
စီရာဒီ engine wine အပေါ်က engine wine ထည့်တဲ့အဖုံးလေးကိုဖွင့်ကြည့်လိုက်တယ်ဗျဖွင့်ကြည့်ပြီးတော့အဲ့ဒီအဖုံးကနေကျွန်တော်တို့ကားဆက်နိုးနေတဲ့အချိန်မှာအဖုံးကနေ engine wine အဆက်တွေစင်မစင် engine wine အငွေ့တွေမုတ်ထုတ် engine wine တွေမုတ်ထုတ်မထုတ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်စစ်ဆေးကြည့်တယ်ဗျနောက်တစ်ခုစစ်ဆေးတာတော့ဒီကားရဲ့ engine တန်နားထောင်ကြည့်တာပေါ့ကားရဲ့ engine တန်မှန်လားမမှန်လားကားရဲ့ engine တန်ကကျွန်တော်တိုက်ပစ်တန်ကျန်းနေတာလားဒါမှမဟုတ်ပါအတန်ပါလဲပေါ့အဲ့ဒါလေးတွေအစားနားထောင်ကြည့်တယ်ဗျဒါကတော့ကျွန်တော်ကားစစ်ဆေးနီးပုံစံนี้ပဲဖြစ်ပါတယ်ဗျကျွန်တော်အသုံးပြုတဲ့ကားစစ်ဆေးနီးပုံစံนี้ပဲဖြစ်ပါတယ်ဗျအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးနောက်နေ့ဒီမှာလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်ပြီးတော့လာပါအောင်ပဲဗျ